နောက်ဆုံး3ရက်တင်တိုင်ရှည်ပေါ့နော်3ရက်တင်တိုင်ရှည်အထိရောက်သွားပြီဆိုတဲ့အခါမှာဘာဆက်လုပ်မလဲဆိုတော့ဟောဒီမှာကနောက်ဆုံး3ရက်တင်တိုင်ရှည်ဒီထိရောက်သွားပြီဆိုလို့ရှိရင်တော့နောက်ထပ်3ရက်တင်တိုင်ရှည်တစ်ခုကိုဖုန်မီတစ်ခုချော်ပြီးခုနမှတ်ချိတ်ချိတ်ခဲ့တဲ့နေရာမှာသွားဆွဲပြီးတော့အဆုံးသတ်လိုက်ပါမယ်နော်အဲ့တော့ဒီမှာနောက်ဆုံးဒီမှာတစ်ခုကျော်မှတ်ချိတ်ချိတ်ထားတဲ့ဟောဒီနေရာကို3ရက်တင်တိုင်ရှည်နဲ့ထည့်ပြီးတော့အဆုံးသတ်လိုက်မယ်နော်brown 9လေးပေါ့နော်ဒီပန်းပွင့်ပေါ်ကနေပြီးတော့နောက်ထပ်ပန်းပွင့်တစ်ခုကိုချိတ်ကူးမဲ့အစင်လေးပြီးသွားပါပြီအဲဆိုရင်နောက်တစ်ဆင့်ကနောက်ထပ်ပန်းပွင့်တစ်ခုအတွက် base line စပြီးတော့ base line ပြန်ပြီးတော့လုပ်တော့မယ်ပေါ့နော်အဲဆိုလို့ရှိရင်အခုဒီမှာသူကဖုန်မီ3ခုဘယ်ဟာနဲ့တူလဲလို့ဆိုတော့ပထမထိုးခဲ့တဲ့ပထမပန်းပွင့်ရဲ့ base horizontal line နဲ့တူတယ် round 2နဲ့တူပဲနော်တိုင်ရှိဖုန်မီ3ခုတိုင်ရှိ3တိုင်အဲ့ရနဲ့ပဲသွားမှာအဲ့တော့အခုဒီမှာလည်းအဲ့လိုပဲအရင်ဆုံးဖုန်မီ3ခုတက်တယ်ဖုန်မီ3ခုတက်ပြီးတိုင်ရှိတစ်တိုင်းဒီထိတ်မှာပဲပြန်ဆွဲမယ်နော်တိုင်ရှိတစ်တိုင်းဒီထိတ်မှာပဲပြန်ဆွဲတယ်ဆွဲပြီးသွားလို့ရှိရင်ဖုန်မီ3ခုချတယ်ဟောဒီတစ်ပေါက်ကိုဖုန်မီ3ခုချတယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိ3တိုင်ဆွဲတယ်ပြီးရင်ဖုန်မီ3ခုချတပေါက်ကျော်တိုင်ရှိ3ခုဆွဲဖုန်မီ3ခုချတပေါက်ကျော်တိုင်ရှိ3ခုဆွဲเนาะအဲ့ဒီပုံစံနဲ့ပဲတွားပါမယ်เนาะအဲ့တော့အရင်ဆုံးဖုန်မီ3ခုထိုးမယ်1 2 3เนาะမကြည့်ပြတ်ခဲ့ပါမယ်ပြီးရင်တိုင်ရှိလေးကိုအဲ့ပေါက်မှာပဲတိုင်ရှိတဲ့တိုင်းဆွဲပါမယ်ပြီးတော့ရင်ဖုန်မီ3ခု1 2 3ဖုန်မီ3ခုဆွဲမယ်ဖုန်မီ3ခုဆွဲပြီးတစ်ပေါက်ကျော်မယ်ဆိုတော့ဒီမှာဒါအခုဒီပေါက်ဒီတစ်ပေါက်ကိုကျော်မယ်အဲ့တော့ဒီအပေါက်မှာเนาะဒီအပေါက်မှာတိုင်ရှိ3နိုင်လာဆွဲမယ်ဒီပြီးဖုန်မီ3ခုထိုးပုံထိုးနည်းကပထမပန်းမွင့်ရဲ့ base line နဲ့အတူတူပဲပြန်ဖြစ်သွားပါပြီ။နော်ထိုးတဲ့ pattern ကြည့်ပြီးဆက်ပြီးထိုးတတ်မယ်ဆိုလို့ရှိရင်ဆက်ပြီးထိုးသွားလို့ရပြီ။ဒီနေ့တော့နော်အဲ့တိုင်းလေးပဲဖုန်မီ3ချက်တိုင်ရှိ3နိုင်ဖုန်မီ3ချက်တိုင်ရှိ3နိုင်နဲ့ဒီလိုတစ်ပေါက်ချစီတိုင်ရှိ3ကိုဆွဲပြီးတော့အဆုံးထိထိုးသွားပြီးလို့ရပါပြီ။ခုနောက်ဆုံးပေါ့နော်ဖုန်မီ3ချက်တိုင်ရှိ3နိုင်ဖုန်မီ3ချက်ပြီးနဲ့အဆုံးသက်ကိုရောက်လာပြီဆိုလို့ရှိရင်နောက်ဆုံးမှာတော့ဟိုဒီတိုင်းပဲเนาะနောက်ဆုံးခုနမှတ်ချိတ်ချိတ်ခဲ့တဲ့တိုင်ရဲ့ထိပ်မှာဖုန်မီ2ချက်ထိုးပြီးတော့အစတက်ပါမယ်เนาะတိုင်ရှိ2ချက်ထိုးပြီးတော့အစတက်ပါမယ်ဆိုတော့အဲ့တော့နောက်ဆုံးဒီမှာမှတ်ချိတ်ချိတ်ခဲ့တဲ့နေရာမှာတိုင်ရှိ2တိုင်ထိုးပြီးတော့အစတက်လိုက်ပါပေါက်ထဲမှာပဲเนาะတိုင်ရှင်းနဲ့တိုင်ထိုးပြီးတော့ဆက်သွားရပါမယ်အဲ့တော့အခုတို့ဒီတပေါက်ချလေးနဲ့နောက်ထပ်ပန်းနောက်ထပ်တထန်အတွက်ဒီပန်းကုန်းနောက်ထပ်ပန်းပွင့်တထန်ထိုးဖို့အတွက် base line လေးเนาะပြီးသွားပါပြီအဲ့ဒါကround 10ပါ round 10ပြီးသွားပြီเนาะ round 10ပြီးသွားရင် round 11ကိုတက်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာဖုန်မီ3ချက်ပြီးသွားရင်သူကဖုန်မီ4ချက်ပြီးသွားလို့ရှိရင်နောက်ထပ်ပန်းကုန်းကခုဒီပန်းကုန်းနေရဆိုလို့ရှိရင်အခုဒီမှာကြည့်ရင်တပွင့်အပြည့်နဲ့စားတပွင့်အပြည့်နဲ့စားပြီးတပွင့်အပြည့်နဲ့ဆိုတော့နော်အဲ့တော့ခုကျွန်တော်လုပ်ထားတဲ့အတိုင်းဆိုလို့ရှိရင်ပန်းပွင့်1 2 3 4 5 6 9 10 9ပန်းပွင့်9ပွင့်ကအပြည့်နော်အပြည့်ထိုးထားတယ်အမှနောက်တစ်တန်းတက်တဲ့အခါမှာသူကသွားမဲ့ပုံစံကဒီပန်း2ခုရဲ့ကြားထဲမှာတပွင့်အဲ့လိုသွားမှာပေါ့နော်အားလုံးဒါလေးပြပေးလိုက်မယ်နော်တဝက်နဲ့စမယ်နော်
တဝက်နဲ့စမယ်တဝက်နဲ့စပြီးတော့ဒီနှစ်ခုကြားထဲမှာတစ်ပွင့်နှစ်ခုကြားထဲတစ်ပွင့်နှစ်ခုကြားထဲတစ်ပွင့်အဲ့လိုမျိုးသွားပြီးတော့နောက်ဆုံးမှာတဝက်နဲ့ဆုံးမယ်သူကဒီလိုပုံစံသွားမှာပေါ့နော်အဲ့လိုပုံစံသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာပထမဦးဆုံးစပြီးတော့တက်တဲ့အချိန်မှာတည်းကသူကပတ်မွင့်အလေကနေတဝက်ပေါ့နော်ပတ်မွင့်ရဲ့တစ်ချမ်းနဲ့စပြီးတော့တက်မှာပတ်မွင့်တစ်ချမ်းစပြီးတက်မှာဖြစ်တဲ့အတွက်ကြောင့်ပတ်မှုတစ်ချမ်းရဲ့နေရာကိုစပြီးတော့ထိုးရမှာဆိုဒီမှာဒီအဆင့်မှာเนาะပထမပွင့်ရဲ့ဒီပန်းနဲ့အခြေပန်းအနေအောက်ဆုံးအဆင့်ပေါ့เนาะပန်းရဲ့ပန်းကုန်းပထမဆုံးအဆင့်မှာဆိုလို့ရှိရင်တိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်ပြီးသွားလို့ရှိရင်ဖုန်မီ5ချက်စီနဲ့လေဖုန်မီ5ခုစီနဲ့လုပ်ခဲ့တယ်အဲ့ဒီတိုင်းမှာခုလည်းဆက်ပြီးတော့သွားရမှာဒါပေမဲ့သူကဘာနဲ့စလဲဆိုတော့ပန်းကုန်းပေါ့နော်ပန်းကုန်းဖုန်မီ3ခုထိုးတဲ့ဖုန်မီ5ခုထိုးတဲ့နေရာရဲ့တဝက်ကနေစရမှာပေါ့နော်တဝက်ပန်းတဝက်ကနေစတာဖြစ်တဲ့အတွက်ကြောင့်အဲဒါကြောင့်အခုစပြီးထိုးတဲ့အခါမှာဖုန်မီ4ခုတက်တယ်ဒီနေရာမှာမှတ်ချိန်ချိန်မယ်နော်နောက်တစ်ခုကနေလာပြန်ချိန်မှာမဟုတ်အဲ့တော့ဖုန်မီ4ခုဟိုကနောက်ထပ်ဖုန်မီ2ခုထိုးမယ်ပြီးသွားလို့ရှိရင်ဒီအပေါက်မှာပဲတိုင်ရှည်3နိုင်ဆွဲမယ်ပြီးရင်တိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်ပြီးသွားရင်ဟိုပထမတစ်ခါထိုးခဲ့တယ်လို့မျိုးပဲဖုန်မီ5ခုနဲ့ပန်းကုန်းရဲ့ base ကိုယူမယ်ပြီးရင်တိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်နဲ့နောက်ထပ်5ခုကိုယူမယ်အဲ့လိုမျိုးနဲ့တွားရမယ်ပေါ့နော်အဲဆိုရင်တူကြည့်ရအောင်ပထမတကြောပြီးသွားပြီဆိုတော့လေနောက်တစ်ခုထိုးတာကိုနားလည်မယ်လို့ပို့ပြီးနားလည်လာလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်เนาะအဲ့တိုင်းလေးတကယ်လို့နားမလည်ခင်ရင်လည်းပြန်မေးပေးပါအဲဆိုရင်အခု time around 11တက်မယ်ဆိုလို့ရှိရင်ဖုန်မီ4ခုနဲ့1 2 3ဖုန်မီ4ခုအရင်ထုတ်မယ်ပြီးတော့အဲ့နေရာလေးကိုမချိန်ချိန်ခဲ့မယ်နောက်ထပ်တစ် round မှာလာပြီးတော့ချိန်ဖို့ပါပြီးတော့ရင်ဖုန်မီ2ချက်1 ဖုန်မီ2ချက်ပြီးသွားတာ ਨੇ တိုင်ရှည်3နိုင်ဆက်မယ်နော်တိုင်ရှည်3နိုင်ဆိုတော့ဒီနေရာမှာတိုင်ရှည်3တိုင်း1 2 3တိုင်ရှည်3နိုင်ဆိုလိုက်တယ်တိုင်ရှည်3နိုင်အဲဆိုလို့ရှိရင်ပြီးရင်တိုင်ရှည်3တိုင်းဖုန်မီ3ချက်တိုင်ရှည်3နိုင်ဖုန်မီ3ချက်တိုင်ရှည်3နိုင်ဆိုတော့တိုင်ရှည်3နိုင်အစု3စုထိပြီးအောင်လို့ထိုးမယ်နော်အဲဆိုရင်တိုင်ရှည်3တိုင်းဖုန်မီ3ချက်နောက်ထပ်တိုင်ရှည်3တိုင်းဖုန်မီ3ချက်တိုင်ရှည်3တိုင်းအဲဆိုရင်ဖုန်မီ3ခုsorry တိုင်ရှည်3ခုဖုန်မီ3တိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3နိုင်ဖုန်မီ3ခုတိုင်ရှည်3တိုင်ပြီးသွားရင်ထိုးမှတ်ဖုန်မီ5ခု1 2 3 4 5နော်ပြီးသွားရင်နောက်ထပ်တိုင်ရှည်3ခုသွားမယ်1 2 တိုင်ရှည်3တိုင်းဖုန်မီ3ခုနောက်ကတိုင်ရှည်3တိုင်း1 2 3တိုင်ရှည်3နိုင်ပြီးရင်ဖုန်မီ3ခုနော်နောက်ကတိုင်ရှည်3တိုင်းဆိုရင်တိုင်ရှည်3နိုင်3ခုစုတစ်ခါဖြည့်ပါပြီเนาะခုနကဒီမှာဖုန်မီ5ချက်ကဒီမှာဆွဲခဲ့ရဆိုတော့1 2 3တိုင်း3ခုပြီးသွားတာ ਨੇ ဖုန်မီ5ချက်ထပ်ဆွဲမယ်1 2 3 4 5ဖုန်မီ5ချက်ဖုန်မီ5ချက်ပြီးသွားရင်တိုင်ရှည်3တိုင်းဖုန်မီ3ချက်တိုင်ရှည်3တိုင်း
ချက်တိုင်းရှည်3တိုင်းတိုင်းရှည်3တိုင်း3လာပြီးရင်နောက်ထပ်နော်5ချက်ထိုးခဲ့တာတိုင်းရှည်3တိုင်း3ခုစုပြီးသွားရင်နောက်ထပ်ဖွင့်ပြီး5ချက်ပြန်လာမယ်1 2 3 4 5နော်ပြီးရင်လည်းတိုင်းရှည်3တိုင်းဖွင့်ပြီး3ခုနဲ့အဲ့လိုမျိုး3ခုစုတစ်ခါဖွင့်ပြီး5ချက်စီထိုးပြီးတော့အဆုံးထိထိုးလာခဲ့ပြပါနော်